ရေပြင်ပေါ်မှာတစုံတစ်ခုကြောင့်ကြရက်ထတဲ့အခါသင်ကအဲ့ဒီလှိုင်းထတဲ့နေရာကိုပဲကြည့်တယ်သူလားဒါမှမဟုတ်ဘာကြောင့်ဖြစ်တယ်လဲလို့ပတ်ဝန်းကျင်ကိုပါရှာဖွေကြည့်တတ်တယ်သူလားလုပ်ငန်းခွင်မှာဖြစ်ဖြစ်လူမှုဝန်းကျင်မှာဖြစ်ဖြစ်ပြဿနာတစ်ခုခုဖြစ်ပြီးဆိုရင်အများစုကရေပြင်မှာကြရက်ထနေသလိုဖြစ်ပေါ်နေတဲ့အပေါ်ယံလက္ခဏာ symptom တွေကိုပဲဝိုင်းကြည့်တတ်ကြပါတယ်တကယ်တမ်းအဖြေရှာခြင်းရင်ဒီပြဿနာရဲ့အစပြုရာဇစ်မြစ် root cause ကိုမြင်အောင်ကြည့်နိုင်မှအမှန်တရားကိုတွေ့မှာပါဒါပေမဲ့သတိထားရမှာကလူများရဲ့စိတ်နေစိတ်ထား behavior ကိုအသုံးချတတ်တဲ့သူတွေဟာလက်တလုံးလှုပ်ခတ်နေတဲ့လှိုင်းကြီးရဲ့ကိုပြပြီးသင့်အာရုံကိုလွှဲသွားတတ်ကြပါတယ်သူတို့လူရာဆွဲတာကိုမခံရဖို့ဆိုရင်အပေါ်ယံထက်နက်နက်ရှိုင်းရှိုင်းကြည့်တတ်ဖို့လိုပါတယ်ဒီတော့ problem solving လုပ်တဲ့အခါမှာ 5W1H ကိုလက်နက်အဖြစ်သုံးပါ 5W ဆိုတာက who ဘယ်သူတွေတကယ်ပါဝင်နေတာလဲ what တကယ် fact ကပါလဲ where when ဘယ်နေရာဘယ်အချိန်မှာဖြစ်တာလဲ why ဘာကြောင့်လို့9ချိန်လောက်ထပ်တစ်ခါတလဲမေးကြည့်ပါ 1H how ဘယ်လိုအကျိုးဆက်တွေရှိလာနိုင်လဲအရာရာကိုအသိဉာဏ်နဲ့ဆင်ခြင်ပါနားထောင်ပါကိုချင်းစာစိတ် empathy ထည့်ပေါင်းပါကြရက်တွေကြားမှာအမှန်တရားကိုရှာဖွေနိုင်သူတွေဖြစ်ကြပါစေ